မရဘူးပြီးတော့ reset ချတာတို့ဘာလို့သွားမလုံးနဲ့နော်တိုင်ပတ်သွားမယ် reset တွေဘာမချနဲ့ YouTube ကြည့်လို့မရဘူးတောင်းသုံးတဲ့မိတ်ဆွေတွေပေါ့စံဆောင်မော်တဲ့အကုန်လုံးကိုပြောတာမဟုတ်ဘူးတချို့ဟာတွေမှာအခုကျွန်တော်တို့YouTube တွေကြည့်လို့မရဘူး YouTube application တွေပျောက်သွားတာကျွန်တော်တို့ YouTube application ကိုကျွန်တော်တို့ပြန်ခေါ်လို့ရှိရင် install လုပ်ခိုင်းတယ်နောက် account တွေတောင်းတယ်ပေါ့ဗျာစံဆောင် account တွေတောင်းတယ်ပေါ့အဲ့ဒီပြဿနာကိုကျွန်တော်တို့ဖြည့်ရှင်းလို့ရပြီပေါ့နော်ရပြီအဲ့တော့တော်တော်များများအခုလက်ရှိလုံးလို့ရတယ်တချို့80 90ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုလောက်ရတာပေါ့သူကကုတ်တောင်းတယ်ကုတ်ဆောင်တယ်ပေါ့ဗျာစံတော့အကောင့်ဖွင့်ရတာပေါ့80 90တဲ့နည်းနည်းမြင့်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကျူဝါဖတ်ရတယ်အဲ့တော့ဘယ်လိုဟာပဲဖြစ်ဖြစ်ပေါ့နော်တော်တော်များများကျွန်တော်တို့ဆိုင်မှာလုံးလို့ရပြီဆိုတဲ့အကြောင်းလို့လာပြီးသတင်းကောက်ပါတာမှားပြီးတော့ reset ချတာတို့ဘာလို့သွားမလုံးနဲ့နော်တိုင်ပတ်သွားမယ် reset တွေဘာမချနဲ့ YouTube ကြည့်လို့မရဘူး